တစုံတစ်ယောက်ကအရန်တော်လာဖို့အတွက်ကိုပါရမီပါမဖြစ်မယ်ဆိုတဲ့အတွေးမျိုးခင်ဗျားလက်ခံတာလားဒါမှမဟုတ်လို့ရှိရင်လေးလံအားထုတ်မှုကနေပြီးတော့ပဲစူးစမ်းအားထုတ်မှုပြင်းပြတဲ့စိတ်ဆန္ဒကနေပဲလူတစ်ယောက်ကိုအတော်ဆုံးဆိုတဲ့အခြေအနေကိုတွန်းပို့နိုင်တယ်ဆိုတော့ခင်ဗျားလက်ခံတာโอเคပါဒီနေ့တော့ကျွန်တော်အဲ့ဒီအကြောင်းကိုမျှဝေပေးပါပါမယ်ဘာအကြောင်းအရာလဲဆိုလို့ရှိရင်လူတစ်ယောက်ကိုအောင်မြင်ဆုံးအတော်ဆုံးဆိုတဲ့အနေအထားတစ်ခုတွန်းပို့ပေးတဲ့နဲ့တိတ်ပံနေကြလေးလာတွေ့ရှိထားတဲ့ဥပဒေသားတစ်ခုဒီနေ့ခင်ဗျားတို့ကျွန်တော် share လုပ်ပေးပါမယ်အဲ့ဒီဥပဒေသားဘာလဲဆိုလို့ရှိရင်နိုင်တထောင်ဆိုတဲ့ဥပဒေသားကျွန်တော်တို့ကဘာကျော်ဂီတပညာရှင်တွေအာဂတသမားတွေဒီနိုင်ငံရေးသမားတွေဒီစာရေးဆရာတွေတက်ဆိုင်ရာနယ်ပယ်ဘ누구အောင်မြင်ဆုံးမှာဆိုတဲ့လူတွေအကုန်လုံးကိုကြည့်လိုက်သူတို့အကုန်လုံးမှာသူတို့အဲ့ဒီအောင်မြင်နေတဲ့ကိစ္စနဲ့ပတ်သက်လို့အောင်မြင်နေတဲ့ခန္ဓာနဲ့ပတ်သက်လို့နောက်ွယ်မှာအတကုံကျူးသားခဲ့ရတဲ့အချိန်တွေရှိတယ်သူတို့ပေးဆက်ခဲ့ရတဲ့လေ့ကျင့်ခဲ့ရတဲ့အချိန်တွေနိုင်ပေါင်းများစွာထောင်ပေါင်းများစွာရှိတယ်တကယ်ကိုစိတ်ဆန္ဒပြင်းပြင်းပြပြနဲ့သူတို့ကနိုင်ပေါင်းများစွာကိုလေ့ကျင့်ခဲ့ကြတဲ့အတွက်ကိုသူတို့ရောက်နေတဲ့ဒီ level ကိုရောက်လာတာဖြစ်ပါတယ်ကျွန်တော်တို့အာဂတသမားမှာဆိုရင်ထင်ရှားတဲ့ပုံကိုခရစ္စတီယာနို ရိုနယ်ဒိုဆိုတဲ့ပုံကိုလိုမျိုးကျွန်တော်ရိုနယ်ဒိုဆိုလူတိုင်းသိတယ်ဗျသူရဲ့လေ့ကျင့်မှုနဲ့ပတ်သက်သူအောင်မြင်မှုနဲ့ပတ်သက်ပြီးလူတိုင်းတွဲပြီးလက်ခံထားတဲ့အမှန်တရားတစ်ခုရှိတယ်သူရဲ့လေ့ကျင့်မှုသူ training ကိုဘယ်လောက်ပြင်းပြင်းထန်ထန်ခံစားချက်နဲ့လုပ်လဲ training နဲ့ပတ်သက်ပြီးဘယ်လောက် serious ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ခင်ဗျားတို့အကုန်လုံးသူအောင်မြင်မှုနဲ့အတူတူတပူးတွဲတွဲကျွန်တော်တို့တည်တာ။နောက်နေ့တို့လောက်အောင်မြင်လာတယ်ဆိုတော့လူတိုင်းလက်ခံတာဆိုလို့လူအဲ့လက်ခံရတဲ့လူတိုင်းရဲ့စိတ်ထဲမှာနောက်နေ့တို့အောင်မြင်တာကိုမရှုစိတ်မနာလိုတဲ့လူတွေတော့လက်ခံရတဲ့အမှန်တရားပါတယ်ဆိုတော့မတရား training လုပ်တယ်။စိတ်ဆန္ဒတော်တော်ပြင်းပြတယ်မတရား training လုပ်တယ်အဲ့အတွက်ကိုသူ့ရဲ့ဒီဘက်ကအောင်မြင်မှုခင်ဗျာသူ့ကိုမကြိုက်လို့ညင်းလို့ရတယ်သူဒီဘက်က training လုပ်ထားလို့အောင်မြင်လာတယ်ဆိုတော့ခင်ဗျာညင်းလို့မရဘူးအဲ့ဒါရိုနယ်ဒိုဖန်မဟုတ်တဲ့လူတိုင်းကလက်ခံတာပြီးသားမှန်တရားသူ့ကိုသဘောကျကြတယ်တော်တော်များများအားပေးခြင်းမှအားပေးလိမ့်မယ်ဒါပေမဲ့လူတိုင်းသူ့ရဲ့အဲ့ဒီမဖြစ်မနေမဆုံးမနစ်ကြိုးစားတတ်တဲ့စိတ်ကိုအရန်သဘောကျတယ်အဲ့ဒီအတွက်နိုင်ပေါင်းများစွာလေ့ကျင့်ခဲ့တဲ့အတွက်ရိုနယ်ဒိုဒီနေရာရောက်လာတယ်ဆိုတော့လုံးဝညင်းလို့မရဘူးနိုင်တထောင်ဆိုတဲ့ဥပဒေသားလည်းအဲ့လိုကျွန်တော်တို့ဘယ်ကဏ္ဍဘယ် data မှာမဆိုကျွန်တော်တို့ဘယ်ကဏ္ဍဘယ် data မှာမဆိုအစွမ်းကိုအောင်မြင်နေတဲ့သူတဲ့လူတွေအကုန်လုံးကိုခင်ဗျာလေးလာလိုက်တဲ့အချိန်ကြောက်လို့ရှိရင်နောက်ွယ်မှာအဲ့ဒီနိုင်တထောင်ဆိုတဲ့ဥပဒေသားနဲ့သွားပြီးတော့ချိတ်ဆက်နေတာကိုမြင်ရလိမ့်မယ်ဒီဥပဒေသားကိုလေးလာတွေးရှိခဲ့တာကြတော့ကျွန်တော်တို့ American စာရေးဆရာ Malcolm Gladwell ဆိုတဲ့ပုဂ္ဂိုလ်ကစာရေးဆရာကြီးရှာပြီးတွေ့ရှိခဲ့တယ်သူကအောင်မြင်နေတဲ့ဆိုတဲ့လူတွေအကုန်လုံးရဲ့နောက်ကိုသူကစစ်တမ်းလိုက်ကောက်တယ်စစ်တမ်းလိုက်ကောက်တဲ့အချိန်မှာဘယ်နေရာမှာသွားပြီးတူညီမှုရှိလဲဆိုလို့ရှိရင်ပညာရပ်တစ်ခုမှာခင်ဗျအစွမ်းကုန်ကြိုးစားအစွမ်းကုန်အောင်မြင်နေတဲ့လူတိုင်းဟာသူတို့အဲ့ဒီကဏ္ဍနဲ့ပတ်သက်ပြီးတော့အနည်းဆုံးနိုင်တထောင်ပြင်းပြင်းထန်ထန်ပြဝဝသူလေ့ကျင့်ခဲ့ရတဲ့အတွက်ကိုဒီနေရာကိုရောက်လာတာလို့သူကသုံးသပ်တယ်ဆိုတော့သုံးသပ်ပြီးတဲ့နောက်ပိုင်းမှာထပ်ပြီးတော့သူပုဂ္ဂိုလ်ပေါင်းများတော့ထပ်ပြီးလေးလာမှုတွေလုပ်တဲ့အချိန်မှာလည်းတကယ်ပဲလူလေးလာလိုက်တဲ့ဒိတ်ကျဲပါဆိုတဲ့လူတွေကျွန်တော်တို့တေးရေးဆရာမိုးဆက်လိုပုဂ္ဂိုလ်မျိုးပြီးရင်ကျွန်တော်လက်ရှိ Microsoft software တည်ထောင်ထားတဲ့ပိုင်ရှင် Bill Gates တို့လိုမျိုးပြီးရင်ကျွန်တော်တို့ဒီ software လောကဒီ computer လောကရဲ့ဂုရုကြီးဆိုပြီးတော့လူတိုင်းလက်ခံထားတဲ့နည်းပညာလောကရဲ့ဖခင်ဆိုပြီးတင်စားထားတဲ့ Bill Joy လိုပုဂ္ဂိုလ်မျိုးကျွန်တော်တို့အဲ့လိုပေါ့ကဏ္ဍပေါင်းစုံကဘယ်နေရာလူတွေကိုမဆိုသူကလိုက်ပြီးလေ့လာတဲ့အချိန်မျိုးသူတို့အားလုံးမှာတူညီတဲ့အချက်တစ်ခုကဘာလဲဆိုတော့သူတို့အဲ့ကဏ္ဍအဲ့နယ်ပယ်မှာနိုင်ပေါင်းများစွာခုနကျွန်တော်ပြောသလိုနိုင်တထောင်လောက်လေ့ကျင့်ခဲ့တယ်အဲ့တော့ဒီစာရေးဆရာကြီးကျွန်တော်တို့ဒီ Malcolm Gladwell ဘာကိုပြောလဲဆိုလို့ရှိရင်ခင်ဗျပညာရေးတစ်ခုမှာနေရာတစ်ခုမှာအစွမ်းကုန်တော်နေတယ်ဆိုလို့ရှိရင်နိုင်တထောင်ပဲလေ့ကျင့်ဖို့လိုအပ်တယ်နိုင်တထောင်ပြပြဝဝခင်ဗျာ T focus လုပ်ပြီးတော့အာရုံစိုက်ပြီးတော့လေ့လာခဲ့တယ်စူးစမ်းအထောက်ခဲ့တယ်ဆိုလို့ရှိရင်ဒီပညာရေးမှာခင်ဗျာကျွမ်းကျင်အဆင့်ကိုကျင်းတွေရောက်တယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ခင်ဗျားတို့တွေမှာလည်းကဏ္ဍတစ်ခုနယ်ပယ်တစ်ခုမှာအစွမ်းကုန်ဒိတ်ကျဲအောင်မြင်နေတဲ့ဆိုတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်နိုင်တထောင်လေးချင်းချိန်မဖြစ်မနေကျွန်တော်တို့ဖြည့်ဖို့လိုအပ်တယ်နိုင်တထောင်ဆိုတာခင်ဗျားအခုကြားတဲ့အချိန်နားထဲမှာအရန်များလို့နေဆိုတဲ့ပမာဏတစ်ခုပုံနဲ့ဖြစ်ကောင်းဖြစ်နေနိုင်တယ်ဒါပေမဲ့တကယ်နဲ့နိုင်တထောင်ကိုကျွန်တော်တို့စနစ်တကျပိုင်းပြီးခွဲလိုက်မယ်ဆိုရင်တရက်ကို3နာရီခင်ဗျားပြဝတကယ်အာရုံအပြည့်စိုက်ပြီးလေ့လာနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်တထောင်ပြဖို့အတွက်ကိုအချိန်9နှစ်လောက်ပဲကြာမယ်အချိန်9နှစ်ဆိုတာခင်ဗျကျွန်တော်တို့တစ်နှစ်ပြီးတစ်နှစ်ကုန်သွားတိုင်းဒီဇင်ဘာ31တွေများသွားတိုင်းကျွန်တော်တို့ Happy New Year oil နဲ့နှစ်ပေါင်းများစွာပြတ်တန်းလာတာပြန်တွေးကြည့်လိုက်9နှစ်ဆိုတဲ့အချိန်ဘာမှမဟုတ်ခဏလေးကျွန်တော်တို့တစ်နှစ်ပြီးတစ်နှစ်ခုနကျွန်တော်ပြောသလိုဖြတ်တန်းနဲ့9နှစ်ဆိုတဲ့အချိန်ကလာလွယ်လေးရောက်သွားမှာတခုရှိတယ်ဗျကိုတကယ်စိတ်ပါဝင်သွားတဲ့နဲ့ကဏ္ဍတစ်ခုကိုလေ့လာနေတဲ့အချိန်နဲ့ဘာမှမဟုတ်ပဲတစ်နှစ်ပြီးတစ်နှစ်ကုန်သွားတာနဲ့အများကြီးခင်ဗျရင်ထဲမှာပျောက်ဖို့ကွာခြားမှုဖြစ်လိမ့်မယ်တကယ်ကိုဘဝတိုးတက်ခြင်းနဲ့ပြောင်းလဲခြင်းနဲ့ဆိုလို့ရှိရင်နိုင်တထောင်မဖြစ်မနေခင်ဗျာလေ့ကျင့်မှုလိုအပ်တယ်နိုင်တထောင်ဆိုတော့ကျွန်တော်အပေါ်ရံပြန်နိုင်ပြည့်အောင်လေ့လာလို့မရဘူး
တကယ်နိုင်တဲ့တောင်းပြည့်ဖို့တော့ခင်ဗျာလေ့ကျင့်တဲ့အချိန်မှာအာယုံအပြည့်ဆိုင်နိုင်ရမယ်လုံးဝ defocus ကျန်တဲ့အနောက်ဆက်တွေကုန်ဘေးကိုပို့တာတကယ်ကိုလုံးဝ defocus နဲ့အာယုံအပြည့်ဝဆိုင်နိုင်ရမယ်ပြီးတော့လို့ရှိရင်တရက်ကို3နာရီလေ့ကျင့်တဲ့လူအတွက်ကို9နှစ်အချိန်လိုတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တရက်ကို9နာရီလောက်အချိန်ပေးပြီးလေ့လာနိုင်မယ်ဆိုလို့ရှိရင်ဘယ် data မှမဆိုဘယ်ကဏ္ဍမှမဆိုเนาะဘယ်ပညာရက်မှမဆိုခင်ဗျာနိုင်တဲ့တောင်းကဖြစ်ကိုဖြစ်ကြမယ်ရှိကိုရှိကြမယ်နိုင်တဲ့တောင်းကလုံးဝ base ပဲဒီကိစ္စမှာခင်ဗျာအကျွမ်းကျင်ဆုံးဖြစ်လာဖို့အတွက်ကိုအဲ့နိုင်တဲ့တောင်း base ကိုဖြည့်ဖို့အတွက်ကိုခင်ဗျာတရက်ကို9နာရီအချိန်ပေးနိုင်တယ်ဆိုလို့ရှိရင်ခင်ဗျာ6နှစ်ပဲကြာမယ်6နှစ်ပဲအချိန်6နှစ်မဆုံးမနစ်ခင်ဗျာအချိန်9နာရီ9နာရီအရောက်များလုံးတယ်ကွာတရက်ကိုငါတို့၄တင်းချင်း9နာရီပေးဖို့မဖြစ်နိုင်ဘူးဆိုပြီးတော့ငင်းချက်ထုတ်လို့ရကောင်းရလိမ့်မယ်ဒါပေမဲ့တချို့ပုံကိုယ်တွေရှိတယ်ကျွန်တော်တို့ဒီစန္ဒနဲ့ဥပမာပြောတူဝါဒနာပါတဲ့အရာနဲ့လက်ရှိလုံနေတဲ့အလုံးနဲ့ပါရီထပ်တူကြားနေတဲ့လူမျိုးအဲ့လိုလူမျိုးဆိုလို့ရှိရင်ခုနနိုင်9နာရီမဟုတ်6နာရီလည်းဖြည့်ခြင်းဖြည့်လို့ရတယ်အလုပ်ချိန်ရ8နာရီရှိတော့ပုံမှန်အားဖြင့်ကျွန်တော်တို့ဒီမှာအလုပ်ချိန်8နာရီရှိတဲ့ပုံမှာခင်ဗျာနိုင်1000နိုင်တရက်ကို6နာရီလောက်9နာရီလောက်ချိန်ပေးနိုင်တယ်ဆိုလို့ရှိရင်ကိုယ့်အလုပ်ကလည်းနေ့တိုင်းဒါပဲကိုသွားမယ်ဆိုတဲ့ပန်းနိုင်ရတဲ့ဒါပဲဒီကဏ္ဍပဲဒီကဏ္ဍမှာဆိုလို့ရှိရင်ခင်ဗျအဲ့တော့ဒီကဏ္ဍကိုပဲအာယုံအပြည့်အဝစိုက်ပြီးတော့အလုံးမှာတမန်ငါဆန်ငါမဟုတ်ပဲနဲ့အာယုံအပြည့်အဝစိုက်ပြီးလေ့လာနိုင်တဲ့တရက်ကို9နာရီလောက်အချိန်ပေးပြီးတော့ကိုမသိသေးတဲ့အတိတ်တွေတင်နိုင်တယ်လေ့လာနိုင်တယ်စီးပူးနိုင်တယ်ဆိုရင်တေးကြတယ်ခင်ဗျနိုင်1000ပြည့်ဖို့တော့6နှစ်ပဲအချိန်လို့တယ်အလုပ်တစ်ခုမှခင်ဗျဆွဲဆွဲမြဲမြဲနဲ့ဝါသနာနဲ့ကိုနဲ့ထပ်တူကြတဲ့အလုပ်မျိုးဆိုရင်6နှစ်အချိန်ပေးလိုက်လို့ရှိရင်တေးကြပေါ့ခင်ဗျဒီကဏ္ဍကနေပြီးအောက်တက်မကြေဘူးဆိုခင်ဗျပြောလို့ရတယ်လို့ရှိမှာမဟုတ်ဘူးအခုဒီဗီဒီယိုကြည့်နေမိတ်ဆွေတွေမှာအသက်20ဝန်းကျင်ဒါမှမဟုတ်15နှစ်ဝန်းကျင်ဓာတ်တိတ်တွေပါတယ်ဆိုလို့ရှိရင်လည်းဒါလုံးဝဒီဥပဒေတောင်ညီလေးတို့နားထောင်ပါဆွဲဆွဲမြဲမြဲဒီရနဲ့ပတ်သက်ပြီးတော့တေးစားစဉ်းစားကြည့်နေခြင်းနဲ့အရင်တော့ကိုယ်အသက်နဲ့ချိန်လိုက်ဦးနော်အကိုပြောတဲ့လေ့ကျင့်ချိန်နဲ့ပတ်သက်ပြီးတော့ငါဘယ်လောက်အချိန်ပေးနိုင်လဲဆိုတော့ဟောတွက်ပြီးငါနောက်ဘယ်လောက်နေပါဖြစ်မယ်ဆိုတော့ညီလေးကျင်းတွေပေါ့ခံမလို့ရတယ်အနာဂတ်မှာဘာဖြစ်မလဲဆိုတော့ကိုတို့ဟိုဗီဒီယိုဟောသလိုရမ်းပြီးဟောပြရမလို့တေးကြတယ်ညီလေးဒီကဏ္ဍတစ်ခုမှာဥပမာကိုကဗီဒီယို edit လုပ်နေတာလားဗီဒီယို edit နဲ့ပတ်သက်လို့ညီလေးတစ်နေ့ကိုအချိန်3နာရီမင်းတို့အချိန်ပေးနိုင်တယ်ဆိုလို့ရှိရင်တေးကြပေါ့နောက်9နှစ်မင်းအခုသက်15နှစ်ကနေစပြီးအချိန်ပေးရင်မင်းအသက်25မတိုင်ခင်မှာအဲ့ဒီလောကမှာမင်းတော်နိုင်တဲ့ကောင်ရှိမှာမဟုတ်တေးကြတယ်မင်းအောက်တက်မကြေဘူးလို့လည်းဘယ်ကောင်းမှပြောလို့မရဘူးကိုယ့်ရဲ့ value ကိုပြတဲ့အချိန်မျိုးအချိန်တန်လို့ကိုယ့်ရဲ့ background ကိုပြတဲ့အချိန်မျိုးမှာညီမျက်နှာငယ်ကြမရှိဘူးအဲ့လိုပဲဒီကဗီဒီယို edit မဟုတ်ဘူးတခြားကောင်းတဲ့တစ်ခုရွေးလိုက်အသက်20ဝန်းကျင်လူတွေဆိုရင်တေးကြတယ်ဗျာခင်ဗျတရက်3နာရီအချိန်ပေးမယ်ဆိုလို့ရှိရင်အသက်30မတိုင်ခင်မှာကျင်းတွေပေါ့ခုနကကျွန်တော်ပြောတဲ့ level ကိုရောက်မှာဖြစ်ပါတယ်အဲ့တော့ဖြည့်ဖို့စံတာရှိတယ်ဘဝကိုဒီတိုင်းရေစုံမျောပြီးမလိုက်ချင်ဘူးရေစံတက်မယ်ဆိုတဲ့ကောင်တွေရှိတယ်ဆိုလို့ရှိရင်နိုင်1000မဖြစ်မနေဖြည့်ပါကိုဝါသနာပါတဲ့ niche တစ်ခုကိုရွေးပါလမ်းကြောင်းတစ်ခုကိုရွေးပါနိုင်1000ဆိုတော့မဖြစ်မနေစိတ်ထဲမှာထည့်ပါနေ့စဉ်လေ့ကျင့်ပါကျင်းတွေပေါ့အဲ့နေရာရောက်မှာဖြစ်ပါတယ်တခုကျွန်တော်တို့တွေးကြရလေးကြားခဲ့တယ်ဆိုလို့ရှိရင် like တွေပေးပါလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျ